ကဲဗျာလောကကြီးကလည်းကြက်တယ်ဗျာဒီမှာကြက်ဖြစ်တဲ့ပုံကြည့်ကျွန်တော်တို့ဒီကြက်ကတော့ရှင်ပါမဟုတ်ဒီမှာဖြစ်နေတဲ့ပုံကြည့်ဦးကြက်တယ်ဗျာဒီမှာတေကံပါလာတော့လေအဲ့လိုကြီးဖြစ်နေတယ်ဗျာကျွန်တော်ဒီနေ့မှဒီမှာရေလောင်းနေနဲ့အပင်ရေလောင်းနေနဲ့တွေ့တာကဲမိတ်ဆွေတို့ကြည့်ကြပါဦးဗျာအစာရုံဖောက်သွားနေတူကကျမတကောင်မချီအောင်ဘလို့ရှင်တော့မလဲကွာရှာကြံကွာဒုက္ခပဲ Oh my god လောကကြီးကလည်းသေကံပါလာရင်ဘယ်လိုမှလုပ်လို့မရဘူးဆိုအဲ့ဒါကျွန်တော်မှရေပေးနေတာကဲဘလို့ထင်းလဲမိတ်ဆွေတို့ရေကျမဥနေကျမနဲ့တူပါတယ်ကဲမကြည့်ပြီတော့ဗျာကျွန်တော်ကပြောရင်ဒီနေ့ဒီမျိုးမရိုးအောင်လုပ်တယ်ဆိုဖြစ်အောင်မယ်ဒီမှာစာအစလုတ်ကြီးနဲ့ရင်မကြီးဟာထွက်သွားတာဩဒုက္ခဟာဒီတော့ရှင်တော့မရှင်တော့တော့ကျွန်တော်အဆိုင်လည်းပေါက်သွားပြီဗျအဆိုင်လည်းပေါက်သွားပြီဩကြည့်ရလို့ရောကြည့်ပါဦးဗျာဖြစ်တဲ့ပုံမတွေ့လိုက်ဘူးဒီနေ့မှရေလောင်းတော့မှတန်းလိုင်းဖြစ်နေတွေ့တယ်ဗျာကဲဆိုတော့တော့အစာကြီးကအပြည့်ပဲကဲအဲ့ဒါပဲဘယ်လိုလုပ်ကြမလဲဗျာကြက်တယ်ဗျာတေကံပါလာရင်ထွက်လာဝှကျွေးဆိုတာအဲ့ဒါပဲဗျာတေကံပါလာတော့တစ်ပင်မှာတင်းငုံမှာငိပြီးအရေပြားကိုလှန်လိုက်တော့ဗျာချီအောင်ကဲဗျာ